မမမစူပါနဲ့ကိုမကြီးရဲ့နော်ဟဲကိုမကြီးပြန်လာပြီလား အေးမမရေဒီနေ့နည်းနည်းစောတာပြန်လာပြီ ပြန်နှမ်းလာယောက်ျား ဒီမေးတော့မဟုတ်ဘူးဒီနေ့တော့ပြောတယ်ဒီနေ့လာစားထွက်လာတယ်ဆိုတော့ညဒီမှာလာစားတိတ်နာနော် ဟုတ်ကဲ့ပါကိုမကြီးရဲ့ ကဲဒါနဲ့ကိုတို့ဟိုမှာစုရတဲ့ပတ်စံနေဘယ်လောက်ရပြီလဲ အဲ့ဒါကဟို တော့ဟိုနဲ့ဘာဖြစ်နေပြီလဲပြော မမမစူပါနဲ့ကိုမကြီးရဲ့နော်မမလေး online shop ပစ္စည်းတွေမှားတာများသွားလို့ပတ်စံရအောင်မဆွရသေးဘူး တော့မပြောနဲ့တော့ဒီမှာမမမေပတ်စံဆိုတာလေရှာရခက်သလားတောင်းရတာအရင်လွယ်လေးသိလားအိမ်နာတစ်ခုမှလေယောက်ျားရှာလာတဲ့ပတ်စံကိုအိမ်ကမွေးမကထိမ့်သိမ့်တက်ဖို့လေလိုသေးတယ်ကဲအခုတယောက်ကနေမကောင်းဖြစ်တယ်ဆိုပါစို့ကိုတို့ဘာပတ်စံနဲ့ခုကြမှာလဲချင်းကားမဲ့ဆိုရင်လေအတိုးကလည်းပြန်ဆက်ဖို့ကမလွယ်ဘူးဒီခေတ်ကြီးမှာနောက်ဆိုဒီလိုမျိုးဝေးဖြစ်နေတယ်နော်ကြားလား ဟုတ်ကဲ့ပါကိုမကြီးရဲ့ ဟွန်း ကျမလေးဒီနေ့ကစပြီးတော့လေဘလူအဲ့တဲ့နေရာမှာမတုံတော့ဘူးနော်။ဒီနေ့ကစပြီးပတ်စံစုပေးမယ်နော် ပြီးရောတေချာစုအောင်ဘယ်ကဖုံးမြင်ပြီလဲ ။ online shop က ဟမ်